ဒီမှာပြထားတဲ့စာအုပ်ကလေးတွေကတော့ KG အတွက်ဆိုပါဖတ်ပါလေ့ကျင့်မှာ grade 1ဆိုပါဖတ်ပါလေ့ကျင့်မှာ grade 2ဆိုပါဖတ်ပါလေ့ကျင့်မှာပေါ့နော်။ဘာအတွက်သုံးရမှာလဲဆိုရင်ဒါလေးတွေကမြန်မာစာသင်ကြားဖို့အတွက်ဖြစ်ပါတယ်။မြန်မာစာကိုသင်ရိုးအတိုင်းလေးသင်ခြင်းနဲ့ထပ်တိုးသင်ခန်းစာလေးတွေလည်းသင်ခြင်းနဲ့ဆိုလို့ရှိရင်ဒီစာအုပ်လေးတွေကအဆင်ပြေပါတယ်။ KG မှာဘာတွေပါမလဲဆိုရင်ဒါအကြောင်းသင်ရိုးအထောက်အကူပြုရေးဆွဲနည်းကြပြလင်္ကာဝေါဟာရာတွေပါပါမယ်။မူဂျို KG ကလေးတွေသုံးလို့ရပါတယ်။ဘီးတန်ဘီးမီအခြေခံတွေသင်ကြားဖို့ဖြစ်ပါတယ်။ဘလို့ပုံစံလေးလဲဆိုရင်ဒါမျိုးလေးပါပါမယ်နော်။ဒါမျိုးလေးတွေနဲ့ပါပါမယ်ရှင်ခလေးလေးတွေကိုသင်ဖို့အတွက်ပါဘလို့သင်ရမလဲဆိုတဲ့လမ်းညွှန်လေးလည်းပါပါမယ် grade 1ဆိုရင်ပထမတန်းကျောင်းသင်ယူအထောက်အကူပြုဖြစ်ပါတယ်ဘီးတရတွေဘီးရွက်ဖတ်စာတွေပါပါမယ်ဘီးအခရာတွေသိပြီးရင်သုံးလို့ရပါတယ်စလုံးပေါင်းနည်းတန်ထွက်နည်းကြီးဆိုနည်းအသုံးပြုပြီးသင်လို့ရပါတယ်ဒီလိုပုံစံလေးတွေပါမှာဖြစ်ပါတယ်ရှင်နော်ဒါလေးပါပါမယ်ပြီးတော့ grade 2ဆိုရင်ဒုတိယတန်းကျောင်းသင်ယူဘီးတက်ဖတ်စာတွေပါမယ်တရတွဲဘီးတွဲတွေသိပြီးရင်သုံးလို့ရပါတယ်စလုံးပေါင်းနည်းတန်ထွက်နည်းကြီးဆိုနည်းသုံးလို့ရပါတယ်ဒီလိုပုံစံလေးပါနော်ဒါမျိုးလေးပါပါမယ်ရှင်စိတ်ဝင်စားရဲဆိုရင်ဒီ3အုပ်လုံးအတွက်ကိုဒီဖုန်းနံပါတ်လေးကနေစောင့်သွင်းနိုင်ပါတယ်